မင်္ဂလာပါရှင်ဒီနေ့တော့မိမိုးကပစွန်တုတ်ကလက်လက်ကလေးတွေရလို့လေချင်မောင်ရဲ့မနှစ်ကရထားတာအကြံလေးနဲ့အမြန်ဟင်းလေးချက်စားလိုက်ပါတယ်ချင်မောင်နဲ့ပစွန်ဟင်းပေါ့နော်ပင်စိမ်းလေးရဲ့နံနံပင်လေးရဲ့အုပ်ပြီးတော့ချက်ထားပါတယ်ရှင်ကြာနေချင်းပါပစံလေးဒီလိုဆိုလို့ရှိရင်မှွေလိုက်တာပေါ့နော်မှွေနဲ့အဲ့ဒါခြံထဲကပင်စိမ်းလေးတွေအုပ်တယ်အရောင်မှွေနေပြီနော်နံနံပင်နဲ့ပင်စိမ်းအသက်ပါပဲဒီဟင်းလေးမှာလေအမြန်လဲချက်စားလို့ရတယ် within 20 minutes တဲ့ချက်လောက်အချိန်ပြီးလိုက်လို့ရှိရင်ဒီဟင်းတစ်ခွက်ချက်စားလို့ရပါတယ်ရှင်